ဟုတ်ပြီသူတို့အစွဲကောင်းလို့ရောက်လာတာလားဟုတ်တယ်သူတို့မစွဲရင်လာမဲ့ပုံမပေါ်ဘူးဟုတ်တယ်တပြည့်တော်နှခါလောက်ညင်းလိုက်သေးတယ်ဖေဟုတ်လားအခုဒီမှာမဟာပလင်9နာရီချိတ်တော့ဒကမာကြီးအနေနဲ့ပထမ2နာရီချိတ်တုန်းကအစင်မပြေခဲ့ပါဘူးဖေပြေဘူးဟုတ်ပြီဒီ9နာရီခောက်ကလေးကြတော့တပြည့်တော်စားထိုင်ကြတဲ့ကစိတ်နဲ့ခန္ဓာကိုတပြည့်တော်ခွဲပြီးတော့ဝေဒနာတွေကိုတီးခံပြီးထိုင်ပါမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနေရနေဝေဒနာတွေအဲ့ဒီကနေနေလာရင်နဲ့ဝေဒနာတွေတအားတက်လာတယ်ဗျာတပြည့်တော်မခံစားနိုင်အောင်ဖြစ်သွားတယ်တပြည့်တော်လည်းဆုံးဖြတ်လိုက်ပါတယ်ဒီမဟာပလင်လည်းတပြည့်တော်မယူတော့ပါဘူးလို့တပြည့်တော်လည်းမထိုင်တော့ဘူးလို့ဆုံးဖြတ်ချပြီးခေါင်းကိုက်ကြပါပါတယ်ဗျာအဲ့ဒီအချိန်မှာဆရာလေးတစ်ပါးကရောက်လာပြီးတော့တပြည့်တော်ရဲ့ခေါင်းကိုကိုင်းပြီးတော့တက္ကမတဲ့ဆရာတော်ဘုရားရဲ့တရားကိုလည်းတေချာနားထောင်လိုက်ပါတဲ့နာကျင်တာလေးကိုလည်းလှုပ်ရှားပြီးရင်တက်တက်နဲ့ချီချီဖြည်းနဲ့တီးခံလိုက်ပါတဲ့အစဉ်ပြေသွားမယ်တဲ့အဲ့လိုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတပည့်တော်စဉ်းစားလိုက်ပါတယ်တပည့်တော်ဒါဒီအချိန်မှာငရဲကြနေမယ်ဆိုရင်လို့ဒီထက်အစတောင်းမကတပည့်တော်ခံစားရမယ်ဒီအချိန်မှာတပည့်တော်မှာစူးစမ်းပိုင်ခွင့်ရှိပါသေးတယ်မသေးနိုင်ဘူးလို့လဲဆရာတော်ကလည်းအာမခံထားပေးပါတယ်ဒါနဲ့ပဲတပည့်တော်ဒီမဟာပလင်ကိုဒါပြတ်ဝမယ်ဆိုရင်ဒီလိုတက်လုံးခွေရေးကိုတပည့်တော်ပြန်မရနိုင်တော့ဘူးလို့တပည့်တော်ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ကြည်ပြူစွာနဲ့ပြီးဒီဝေဒနာကိုတပည့်တော်ခံစားပြီးဆက်ထိုင်နေပါတယ်ဖေ။နောက်တော့ဘယ်လိုဖြစ်လဲ။အဲ့လိုထိုင်နေရင်းနဲ့ပဲတပည့်တော်မှဒီတပည့်တော်အာကုတို့တစ်ခုချင်းထွက်လာပါတယ်ဖေ။ပကြီးကချက်လို့မျိုးကိုရပြုတ်ခဲ့တဲ့အာကုတို့တွေနမိတ်တွေပေါ်လာတယ်။ပကြီးကချက်တော့တစ်ခုချင်းထွက်လာပါတယ်။အဲ့ဒါနဲ့ပဲတပြည့်တော့ခုချင်းထွက်လာပြီးတော့အဲ့ဒါနဲ့ဆက်ထိုင်ရင်လည်းဝေဒနာတယ်အဲ့ဒါနဲ့ပြီးသွားပါတယ်ဗျာတခုချင်းထွက်လာပါတယ်တပြည့်တော့လောက်ခဲ့တဲ့အာကုတို့လေးတွေထွက်လာပါတယ်ဟုတ်ပြီတက္ကမကြီးဒီအာကုတို့တွေငါ့ကိုအကျိုးပေးလိမ့်မယ်လို့အစွဲရှိလားမရှိပါဘူးဗျာဟုတ်ပြီဒါပေမဲ့တက္ကမကြီးပြုတ်ခဲ့တဲ့အာကုတို့တွေကဘယ်လိုဟာနေလဲအမေပေါ်မှာတို့ယောက်ျားပေါ်မှာတို့အမေကိုအဲ့လိုဟုတ်ပါတယ်ဗျာပြောပြန်နည်းနည်းလေးကြာနေပြီဆိုတော့တပည့်တော်လည်းမမှတ်မိသလောက်ဖြစ်သွားပါတယ်အဲ့လိုပြန်ပေါ်တဲ့အချိန်မှာတော့တစ်ခုချင်းကိုပြန်မြင်သွားပါတယ်ဖေယားအမေပေါ်မှာပဲလားဒီပြင်ဘယ်ပေါ်မှာပေါ်သေးလဲအမျိုးသားပေါ်မှာရောနောက်ပြီးတော့အဲ့ဒါလေးတွေတခြားအပိုင်းလေးတွေလည်းရှိတယ်ဖေယားအဲ့ဒါအပိုင်းလေးတွေကကိုလို့ထဲအပိုင်းလေးတွေအခုတို့လေးတွေပေါ့နည်းနည်းစိုးခဲ့တာလေးတွေပေါ့ဖေယားတိတ်ကြီးမှစိုးရတာအလုသမားတွေရောကျင်းမောအလုသမားမှန်ပါတယ်ဖေယားအလုသမားတွေလည်းပေါ်လာပါတယ်ဖေယားအဲ့ဒါလေးတွေကစပေါ်လာတယ်ဖေယားဒါကဦးဇင်းတို့ပညာယူဖို့ပေါ့အလုသမားတွေပေါ်မှာရောအလုသမားပဲဆိုတာကဟုတ်ကဲ့တပိုင်းတင်ပါဖေယားမိမိရဲ့စေတနာကံကတပိုင်းပဲတင်ပါဖေယားသူ့ဘာသူအလုသမားဘက်ကလို့ကိုယ်ပါတယ်ဖေယားကိုကမကောင်းတဲ့ဒေါသနဲ့ပြုတ်တဲ့စေတနာတွေကိုမှပြန်ပြီးဝိဘက်ဆိုတာပြန်ရတယ်တင်ပါဖေယားတက္ကမကြီးဒါနတွေအများကြီးမပြုတ်ခဲ့ဘူးလားဒါနဆိုရင်ဘုန်းကြီးတွေကိုအာယုံစွန်းဆိုတရားကျော်ကနေ့တိုင်းလောင်းပါတယ်ဘုရားဆုံးဟင်းရောဆုံးရောနေ့တိုင်းကြွပါတယ်ဘုရား4နာရီခွဲကနေ9နာရီခွဲအထိအဲ့ဒါမှတပည့်တော်အာယုံမှာဘုန်းကြီးတစ်ပါးမှလည်းမထွက်လာဘူးဟိုတိမ်နေစောက်ထားတာလည်းမထွက်လာဘူးဘုရားအာဟုဆိုတယ်ပဲထွက်လာအဲ့ဒါနဲ့ပဲတပည့်တော်ဆက်ထိုင်လိုက်ပါတယ်ဝေဒနာတွေတော့တက်လာပါတယ်ဝေဒနာတက်လာပြီးတော့အဲ့ဒီအာကုတို့တွေပြီးတော့ဝေဒနာတွေကဘယ်လိုဖြစ်လာဆိုတော့ဒီတပည့်တော်ရဲ့ရင်ဘက်မှာလေအလုံးလေးထွက်လာတယ်လို့ဘလို့နဲ့ဆိုတော့အေးဆင်းသွားပါတယ်ဖေဟာဆင်းပြီးတော့အဲ့ဒီဝေဒနာတွေလည်းတက်တာသွားပါတယ်အဲ့ဒီကနေစပြီးတော့တပည့်တော်အဋိဋ္ဌံပြီးသွားတဲ့အထိကဝေဒနာတွေထပ်မပေါ်တော့ပါဘူးဖေဟာအခုရောစိတ်ထဲဘယ်နဲ့နေလဲအေးချမ်းသွားပါတယ်ဖေဟာအေးလူတွေကဒီလိုမသိကြဘူးတင်ပါကိုယ့်ရဲ့စိတ်ထဲမှာတက္ကမကြီးအခုလိုသွားလာနေပြီမဲ့ဆွမ်းနေလောင်းနေပြီမဲ့ကုသိုလ်ပြုပြီမဲ့ကိုပြုတ်ခဲ့တဲ့မကောင်းမှုကလည်းကိုယ်နောက်မှာပါနေတယ်လို့မသိဘူးမသိနိုင်ပါဘူးဖေဟာအခုကအကယ်၍တရားကျင့်လို့မကျင့်သေကံဤအတိုင်းပေါ်တော့မှာတင်ပါဗျာနော်ကုသိုလ်ကအကျိုးမပေးဘူးမဟုတ်ဘူးသို့တော့အာကုသိုလ်ကထက်ထက်တန်တန်လုပ်ခဲ့တဲ့အတွက်ကြောင့်သူကထက်ပြီးတော့အရင်ကျိုးပြီးမှာတင်ပါဗျာအေးအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ဗုဒ္ဓဘာသာသည်တဲ့ကံကံဤအကျိုးကိုဖော်ထုတ်တာဒီဘာသာတစ်ခုပဲရှိတယ်တင်ပါဗျာသို့တော်လည်းပဲဦးဇင်းတို့မြန်မာနိုင်ငံပုံကိုယ်တွေကဒါနနဲ့အာဘဖြီဖျားတဲ့ကြောင်းဆောင်နဲ့အာဘဖြီခဲ့တယ်သို့တော်ကိုပြုတ်ခဲ့တဲ့အာကုသိုလ်ဟာကိုယ်နောက်လိုက်လာမယ်လို့မထင်ဘူးကုသိုလ်ပဲကိုယ်နောက်လိုက်လာမယ်လို့တွက်ထားတာတွက်တိုင်းမှန်ရဲ့လားမှန်ပါလေဗျာမမှန်ဘူးဟုတ်ပြီနော်ဟုတ်ပါဗျာအဲ့ဒါကြောင့်မလို့ဒါနနဲ့သီလနဲ့နေမလုံလောက်လို့မဲ့ခင်ဖောင်ကြီးလေကြီးကြီးလုပ်ပါလို့ပြောတာအခုယောဂီကဖြုတ်ချင်တာကိုဦးဇင်းတို့ကလျှော့ပေးလိမ့်မယ်ဆိုလွတ်ပါမလားမလွတ်ပါဘူးဗျာအေးဒါမလို့ဦးဇင်းတို့ကညှင်းစေးတယ်လို့မဟုတ်ဘူးတဲ့အတင်းကယ်ထုတ်တာတ
တင်ပါဗျာ အဲ့တော့ကြံတဲ့မြို့ပေါ်မှာရှိတဲ့မိတ်ဆွေတွေရွှေတွေမျိုးတွေကိုဒကမာကြီးကဘလို့များတိုက်တွန်းခြင်းနဲ့ဆန္ဒတွေရှိတယ်ဆိုတာလေးလျှောက်ပါဦး ပြောပါဗျာကိုစိုးမြတ်ကိုလည်းကျေးဇူးတင်တယ်လို့ဆရာလေးတစ်ပါးကိုလည်းကျေးဇူးတင်တယ်လေဆရာလေးတစ်ပါးကတပည့်တော်အားမပေးလိုက်ရင်တပည့်တော်စိတ်ချလိုက်ပါပြီဖေဟာပြီးတော့ထူးသဖြင့်ဆရာတော်ကြီးရဲ့ဟောကြားညွှန်ကြားတဲ့အတိုင်းဝိရိယအားထုတ်ပြီးကြိုးစားအားထုတ်မယ်ဆိုရင်အောင်မြင်မှာပဲ